သင်္ကန်းကျောင်းက73 ဟုတ်တယ်မိသားစုများရဲ့မိသားစုများလည်းနားကျွန်တော်လည်းခဏလောက်နားလိုက်ဦးမယ်ပွဲတော်မပြီးသေးဘူးနောက်ပွဲကိုမင်းနေပြီဆိုတော့ ညီလေးလည်းနားလဲအောင်နောက်ကကိုတို့လည်းတိတ်တော့မယ်ဒီမှာတချို့ကမှရုပ်တွေပေါ့မယ် သူတို့ကပြီးသွားရင်အေးစေးအေးလို့ရတဲ့သူတွေကမြပြောရတယ်ရှိသေး ဘယ်သူကရတာတော့ အကိုသိလားအကိုသိလား ဘယ်တော့ အကိုသိလားအကိုတို့ကျွန်တော်ကရှင်းရတယ်အကိုတို့မိုးလေးမနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ပြောကျွန်တော်ကရှာရအကိုသိလား ညီလေးပတ်စံရတော့အကိုကြီးတို့လည်းပြင်ပြဟောနေရတာညီလေးဒီလား မာရတော့ပြောတယ်လေ ပြောနေတယ်ရန်ဖြစ်တာတမျိုးကြီးပါမြန်မာလူမျိုးပြည်သားတွေကကြောက်ခိုင်းနေရဖြစ်နေကြတယ် ပတ်စံရတော့ညီလေးပဲရတယ်လေ ကျိုးရတယ်ခဏတော့ပြန်ပြရတယ်လေ ဘယ်တော့မှမရတယ်လေညာချင်းပဲပြရတယ်ကြောင်းညာရိုက်တာတော့ပဲလို့လားညာ စမောလေးထုတ်ပေးတယ်လေ စပါးနဲ့ကုန်ပြီးတက်တော့ပြရတယ် ယောက်ျားတွေဆိုတာအဲ့လိုမိန်းမလို့မင်းများရဖြစ်ရတယ်မှတ်တာ ခဏမှလို့လား အမေ ညီလေးကမိုက်လို့ အေး မတတိရှိလို့ကဲ လားညီလေးပြည်ပါကုန်လား အာဘယ်သူတို့ရဲ့ဘယ်သူတို့ လာ လဲ လေလာလေ တော့တိုးကြ လာလေ တိုးလိုက်စမ်း ဘယ်ထုတ်ခဲ့စမ်းလာ အေးလမ်းပြောအေးထိုးညီလေးလည်းထိုးလို့ရှိလို့ လုံးထဲလိုက်အောင်မယ် တလန်းတိုးလိုက်ပါလား လုံးထဲလိုက်အောင်မယ် တလန်းတိုးလိုက် လက်တီးရောလက်တီးကမ တလန်းတိုးလိုက်ယောက်ျားလည်းမဟုတ်ဘူးတလန်းတိုးလိုက်ပါ ကဲဘာဖြစ်ယောက်ျား ဘာဖြစ်ရှင်မပြော ဟမ် ဘာဖြစ် ဘာဖြစ် ဟာကိုကြောက်ရတဲ့အာဟာမိုက်တော့ ပြေခေါ် အဲ့ပြခုံးသားတယ် ကမိုက်ကကျောက်ကိုပြောချင်ဟမ်ကျောက်ကိုပြောချင်ပြောချင်ဟမ် လာကြည့်ရနော်လာကြည့်ရနော်လာကြည့်ရနော်လာကြည့် ဟာ ခဏကိုကျောက်ဆွဲတယ်ဆွဲတယ်ဆွဲတယ်လက် ပြလို့ရ အေး အေး အဲ့လိုလား ကျောက်ပြက် ညီလေးအောင်နေလား ဟာဘယ်လို လေဘေးကြီးတာဘယ်နာနေအောင် အေးအဲ့တော့ညီလေးကိုလေအကိုကြီးကတောက်တယ်ကွာညီလေးကိုတောက်တယ် ဟာဘယ်လိုဟာဘယ်လိုတော့ နဖူး ဘယ်ကူတောက်တာမင်းသား အမလေးအောင်ပါရဲ့နေဘူးတော့ ခမယောကိုချက်ရှင်း ဟာ ပါဇက် ပြောပြလို့ရ ပါဇက်မမသိဖေးမမသိ အေး ပြလို့ အဲ့လိုလားအဲ့ဒါညီလေးကိုကြီးကလိမ့်နေကော ဟာ လိမ့်နေကောလိမ့်နေ ဘယ်လိုက်တာလို့ ဘိုက်ကောက်ကို ဘိုက်ကောက်လိုက်တာကဒီလိုတက်လိုက် မဟုတ်ဘူးဘိုက်ကောက်လိုက်တာဟိုတော့ပြီးတဲ့ ထူတယ်အသာ ဖြစ်ချင်ဘယ်လို ဘယ်လိုလုပ်ရအောင် နှကောင်း နှာခေါင်းတို့ဟိုကဖင်အုပ်မယ် ခမတတိရှိတိုးခဲ့စမ်းပါလာစမ်းပါ ဒါညီလေးတော့ခွေးကြီးပါဘယ် အားလုံးဆွေးမိုးခွေးမဲ ဟုတ် တာ လားတတိ ခ ယ မတတိရှိ တတိရှိလား တတိရှိခအေးကြီးပြိုချလိုက်စမ်း အဲ့မခွေးကြပါရောမှာပေါ့